Marcus Rashford ဟာပြီးခဲ့တဲ့ရာသီတုန်းကအသင်းကနေထွက်ခွာနိုင်တယ်ဆိုတဲ့သတင်းတွေအဆက်မပြတ်ထွက်ပေါ်ခဲ့ပေမဲ့အခုချိန်ဒီတော့သူ့ရဲ့အနာဂတ်ကတိတိကျကျရေရရမရှိသေးပါဘူး။ဘာလို့လဲဆိုတော့ဘာစီလိုနာအသင်းက Marcus Rashford ကိုအပိသက်ခေါ်ယူဖို့စဉ်းစားနေတယ်ဆိုပေမဲ့ကျွန်တော်တို့ Manchester United နဲ့ဒါစာကိစ္စတွေဆွေးနွေးညှိနှိုင်းတဲ့အခါမှာအဆင်မပြေမှုတွေရှိနေတယ်လို့သိရတယ်။အဲ့ဒီလိုအဆင်မပြေမှုတွေရှိတဲ့အတွက်ကြောင့်နောက်ရာသီမှာ Marcus Rashford အနေနဲ့ Manchester United အသင်းမှာပဲဆက်ပြီးရှိနေဖို့အလားအလာများပါတယ်။တကယ်လို့ Marcus Rashford က Manchester United မှာနောက်ရာသီမှာဆက်ပြီးရှိနေခဲ့ရင်ကျွန်တော်တိုက်စစ်ပိုင်းမှာပို့ပြီးတော့ကျင်းထန်လာမယ်လို့ထင်တယ်။ကျွန်တော်တို့နောက်တစ်ခုကတော့အတလန်တာရဲ့ကွင်းလယ်လူအီဒါဆန်အကြောင်းအီဒါဆန်ကတော့သူကခံစစ်ပိုင်းမှာရောတိုက်စစ်ပိုင်းမှာရောကျွန်တော်တို့ဒီပေါက်တူပေါက်ကစားတဲ့နေရာမှာပဲဖြစ်ဖြစ်အတော်လေးကိုကောင်းတယ်မိုက်ကယ်ကားတွေအနေနဲ့လည်းသူ့ကိုအတော်လေးကိုသဘောကျတယ်အီဒါဆန်ကိုယ်တိုင်ကလည်းသူက United ကိုလာချင်နေတဲ့သဘောဆန္ဒရှိတယ်အဲ့တော့ပုဂ္ဂိုလ်ရေးဆိုင်ရာတွေရသဘောတူညီမှုကလည်းရပြီးသွားပြီလို့သိရတယ်ကျွန်တော်ကတော့အီဒါဆန်ဟာ United ကိုရောက်လာမယ်လို့မျှော်လင့်တယ်ရောက်လာခဲ့လို့ရှိရင်လည်းကွင်းလယ်ပိုင်းမှာတော်တော်လေးကိုအကျိုးသက်ရောက်မှုရှိမယ်လို့တော့ယူဆရတာပေါ့ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ပေါ်တူဂီကွင်းလယ်လူဆောက်တန်ကွင်းလယ်ကစားသမားပေါ်တူဂီကွင်းလယ်လူပေါ့ဗျာကျွန်တော်တို့ Matheus Fernandes ကိုကြတော့ကျွန်တော်တို့ United အသင်းတစ်သင်းနဲ့မဟုတ်ဘဲနဲ့တခြားအသင်းကြီးတွေဖြစ်တဲ့ကျွန်တော်တို့ Chelsea တို့ PSG တို့ Arsenal တို့ကလည်းသူတို့ကနေသတိထားစောင့်ကြည့်နေတယ်ကျွန်တော်တို့နဲ့အပြန် United နဲ့အပြန်စိတ်ဝင်စားမှုတွေရှိနေတယ်ဒါပေမဲ့ United ဘက်ကအားတာတဲ့အချက်ကကျွန်တော်တို့ဒီ Matheus Fernandes ရဲ့ကျွန်တော်တို့ agent တွေနဲ့ပြောမယ်တခြားအသင်းတွေထက်ပိုပြီးတာအောင်မြန်ဆန်ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့လည်းသိရတယ်တကယ်လို့ကျွန်တော်တို့အီဒါဆန်ကိုလည်းခေါ်နိုင်ခဲ့မယ်Matheus Fernandes ကိုလည်းခေါ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ကွင်းလေကတော်တော်လေးကိုမှ strong ဖြစ်မယ်လို့တော့ယူဆရတယ်ကျွန်တော်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော် Newcastle United ရဲ့ကျွန်တော်တို့ကွင်းလေလူ Andro Tonali အကြောင်းပဲဖြစ်တယ် Andro Tonali ကကျွန်တော်တို့အီတလီကွင်းလေကစားသမားတွေတဲကအကောင်းဆုံးကစားသမားတွေတဲကတယောက်ဖြစ်တယ်ဆိုပေမဲ့ Newcastle United အနေနဲ့ Andro Tonali ကိုလက်မလျှော့ချင်ဘူးလို့လည်းသိရတယ်အဲ့တော့ကျွန်တော်တို့ Andro Tonali ကိုလည်းရမလားကျွန်တော်အီဒါဆန်ကတော့ရဖို့တေးကြတယ်လို့ကျွန်တော်မျှော်လင့်တယ်နောက်တစ်ခုက Matheus Fernandes လည်း90%လောက်တော့တေးကြတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ Andro Tonali ကတော့ပုံတွေတော့အာမခံပြီးတွက်လို့တော့မရဘူးဗျာနောက်ထပ်အခြေအနေလားလာရေးလည်းပြောင်းနိုင်သွားသေးတယ်နောက်တစ်ခုကကျွန်တော်တို့ Marcus Rashford အနေနဲ့ဒီ United အနေနဲ့ပေါ့ဘာစီလိုနာနဲ့ဒီအပြောင်းရွှေ့ကိစ္စတွေသဘောတူညီမှုတွေအဆင်ပြေသွားလို့ရှိရင်လည်း Marcus Rashford အနေနဲ့နောက်ရဒီမတိုင်ခင်မှာပဲထွက်သွားဖို့လဲဘာစီလိုနာကိုအပြီးသက်ပြောင်းရွှေ့ဖို့လဲလားလာရှိတယ်ကဲကျွန်တော် brother တို့အနေနဲ့ဘယ်လိုမြင်လဲမသိဘူးကျွန်တော်တို့ဒီ Marcus Rashford ဟာဒီရာသီမှာ Manchester United မှာပဲနောက်ထပ်ဆက်ပြီးရှိဖို့အလားလာရှိလားပြီးရင်ကျွန်တော်တို့ကွင်းလေကိုခေါ်မဲ့အီဒါဆန်ကို brother တို့အနေနဲ့သဘောကျရလား